တခါတလေမှာမိသက်သမားတွေဟာလမ်းဘေးမှာတက်ဆင်ထားတဲ့မိသက်ရေပိုက်ကောင်းတွေကိုဖွင့်ချပြီးရေတွေကိုဒီအတိုင်းအလားအတာဖြုံးပြီးပြစ်နေကြတာကိုခင်ဗျားတို့မြင်ဘူးကြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်ဆောင်ဖို့ကတကယ်ကိုမဖြစ်မနေလိုအပ်တာဖြစ်ပါတယ်မဟုတ်ရင်တော့လူပေါင်းများစွာရဲ့အသက်အန္တရာယ်ကိုထိခိုက်လာနိုင်လို့ပါပဲတကယ်တော့ဒီလုပ်ငန်းစဉ်ကို Hydrant Flushing လို့ခေါ်ဆိုပြီးအိန္ဒိယနိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံအသီးသီးမှာလှုပ်ဆောင်လေးရှိကြပါတယ်ဒီလုပ်ငန်းစဉ်မှာသတ်မှတ်ထားတဲ့အချိန်ကာလအလိုက်လမ်းဘေးကမိသက်ရေပိုက်ကောင်းတွေကိုဖွင့်ချလိုက်ပြီးအထဲမှာပိတ်မိနေတဲ့တန်ချေးတွေနဲ့ညစ်ပတ်နေတဲ့ရေနောက်တွေကိုအပြင်ကိုအကုန်မောင်းထုတ်ပစ်တာဖြစ်ပါတယ်ဒါပေမဲ့အဓိကလှုပ်ဆောင်ရတဲ့အကြောင်းရင်းကတော့မိသက်သမားတွေအနေနဲ့အဲ့ဒီရေပိုက်ကောင်းထဲမှာရေဖိအားမှန်ကန်မှုရှိမရှိကိုတေချာစစ်ဆေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အရေးပေါ်အခြေအနေတွေကြုံတွေ့ရတဲ့အခါမိငိမ့်သက်ဖို့အတွက်ဒီရေပိုက်ကောင်းတွေကိုပဲအသုံးပြုကြရတာဖြစ်ပြီးတကယ်လို့အဲ့ဒီအချိန်မှာရေဖိအားကပုံမှန်အတိုင်းအားမကောင်းမှုဆိုရင်မိကိုမြ мян ဆန်ဆန်ငိမ့်သက်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီလိုဖြစ်လာရင်တော့လူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်တကယ်လို့ဘောလုံးသမားတစ်ယောက်ဟာမတော်တဆဖြစ်စေတိရသားနဲ့ဖြစ်စေဒီလိုဖိနှက်မျိုးတွေကိုစီးမိမယ်ဆိုရင်ပွဲပယ်ခံရတဲ့အထိပြစ်ဒဏ်ရင်ဆိုင်ရနိုင်ပါတယ်ရေဘူးရအဖြစ်တော့ဒါတွေဟာနိုင်ငံရေးဆိုင်ရာသို့မဟုတ်ဘာသာရေးဆိုင်ရာတင်ကေတာတွေပါဝင်နေတဲ့ဖိနှက်မျိုးတွေဖြစ်ကြပါတယ်ဒါပေမဲ့တခါတရက်မှာတော့ကစားသမားတွေဟာအထူးထုတ်ဖိနှက်မျိုးတွေကိုတောင်စီးခွင့်မရကြပါဘူးဥပမာအားဖြင့်2021ခုနှစ်တုန်းကကမ္ဘာကျော်ဘောလုံးသမားနေမာဟာအထူးထုတ်ဖိနှက်ကိုစီးခဲ့တဲ့အတွက်ပွဲကစားခွင့်ပိတ်ပင်တားဆီးခြင်းခံခဲ့ရပါတယ်ဘာလို့လဲဆိုတော့ FIFA ရဲ့စီးမြင့်စည်းကမ်းတွေအရဘောလုံးစီးဖိနှက်ပေါ်မှာအဲ့ဒီဖိနှက်ကိုထုတ်လုပ်တဲ့ကုမ္ပဏီရဲ့တစိမ့်တစ်ခုတည်းကိုပဲဖော်ပြခွင့်ပြုထားလို့ဖြစ်ပါတယ်